ဘာသာအီလေးကိုဝယ်လိုက်တာအခုဆိုကျမတို့ရွေးချယ်မှုအမှန်ကန်ဖြစ်သွားတာပေါ့နော်6လတည်းမှာကျမကမိသားစုအတွက်လည်းအထောက်ပံ့အများကြီးပေးနိုင်တယ်လူမှုရေးစီးပွားရေးကျန်းမာရေးအတွက်လည်းအကုန်လုံးထောက်ကူပြုတယ်ဘယ်လိုဖြစ်ပြီးတော့ဒီဘာသာအာကြီး3ဘေးကိုဝယ်ဖြစ်သွားတာလဲမကျမကတော့အခု9လပိုင်းကစပြီးတော့ဝယ်တာပေါ့နော်အဲ့ဒါအမေကျမ်းမာရေးစိတ်ခံပို့ရဲ့ကိုကလေးចောင်းပို့ចောင်းကျိုးလုပ်ဖို့ရယ်ဆိုပြီးတော့ပဲရည်ရွယ်ပြီးတော့ဝယ်ဖြစ်တာဟုတ်အဲ့နောက်ပိုင်းအမေစိတ်ခံသွားပါညာပို့တယ်ပြီးတော့ကလေးចောင်းပို့ရင်းနဲ့ပဲတခြားကလေးတွေလည်းလိုက်တာပေါ့နော်အဲ့ဒါနဲ့လက်ခတွေပေးပြီးတော့လိုက်တယ်အဲ့နဲ့ပတ်စံနည်းနည်းမြင်လာတာပေါ့အဲ့ဒါနဲ့ပဲတော့ဟိုစားပို့ပြီးတော့လောက်ထဲမှာပို့ပြီးတော့စိတ်ဝင်စားလာတယ်အစားတော့အမားတော့3ဘေးအော်ဒါမလိုက်ပေါ့နော်ဒါမိသားစု3ဖို့အတွက်ပဲဝယ်ဖြစ်တာနောက်ပိုင်းဟိုလူကခေါ်ဒီလူကခေါ်နေပဲအခုဆိုရင်နေ့စဉ်နေ့တိုင်းပေါ့နော်ဒါအော်ဒါလေးတွေပုံမှန်ရပြီးတော့ပေါ့နော်ဝင်ငွေလဲပုံမှန်ရနေပြီပေါ့နော်ဟုတ်ကဲ့ကလေးចောင်းကျိုးចောင်းပိုးကတစ်လောက်2သိန်းလောက်ရှိတယ်အဲ့ဒါနဲ့ဒီကြားထဲတနေ့ကိုဝင်ငွေရတော့နနနေသွားရင်းလာရင်းဆွဲတာတော့မှ2000 3000လောက်ကတော့ဝင်တယ်ပုံမှန်ဝင်တယ်အဲဆိုနေတိုင်းဝင်ငွေလဲရတယ်ဟိုဘက်ကသမီးကလေးចောင်းစည်းရိတ်လဲကာမိသွားတယ်လက်ခရတာနဲ့ចောင်းစည်းပေးလိုက်အဲ့လိုမျိုးဒီကြားထဲမှာရှိတဲ့ order တွေကကြတော့စုလိုက်ပေါ့နော်ဟုတ်တယ်အမားကြတော့ပေါ့နော်အဓိကတော့အပိုဝင်ငွေရှာဖို့အတွက်ပဲနော်အခြေပိုင်းအလုပ်ပဲဒီ3မိတ်ဆွဲတာနော်အခြေပြီး full time မဟုတ်ဘူးဒီပတိုင်းလေးလုတ်တာတောင်အမတလဘယ်လောက်ရလဲမဒီဘာကြအာကြီး3မိတ်လေးဆွဲတာလေဟုတ်ဆိုတနေ့ကို2000ပဲဟိုစားထား2000လောက်နာနေဆွဲရင်2000လောက်ပဲထားအဲဆိုတော့တစ်လောက်ကို6သိန်းလောက်ဖြစ်သွားပြီဟိုကလာကနဲ့ကလေးတွေចောင်းပို့ចောင်းကျိုးက2သိန်းလောက်ရှိတယ်အဲဆိုတစ်လောက်ကို8သိန်း9သိန်းလောက်ကတော့အသားလေးကိုနာနေရင်လည်းဝင်နေပြီအခုဆိုရင်ဒါမိသားစု3ဖို့အတွက်3ဘေးဝယ်ရနေပြီးတော့ပေါ့နော်ဒီ order လေးတွေရဒီပုံမှန် customer လေးတွေရပြီးတော့အခုဆိုရင်တစ်လောက်ကို8သိန်း9သိန်းအပိုဝင်ငွေလေးတော့ရနေပါပြီခင်ဗျာမဟုတ်ကဲ့အမဒီ3ဘေးဝယ်တဲ့အချိန်တော့ရောဒီ brand တွေအမျိုးအစားတွေအများကြီးရှိတဲ့အထဲမှာဒီဘာဂျာအာအီတစ်စိတ်ကိုဘာဖြစ်လို့ရွေးချယ်ဝယ်ယူဖြစ်သွားတာလဲမကျမမိန်းကလေးလည်းဖြစ်တယ်ဆိုတော့ဒီပုံစံလေးနဲ့ကျမနဲ့ဆိုတော့အဆင်ပြေမယ်ဆိုပြီးတော့အဲ့လိုမျိုးရွေးတာပဲအင်ဂျင်ပိုင်းကတော့ကိုကမကျွမ်းဘူးဒါပေမဲ့သူများတွေကိုမေးကြည့်တော့သူများတွေကလည်းဟိုစားဖြစ်တယ် review ဘာသာအာကြီးလေးကိုဝယ်ဆိုပြီးတော့အကြံပြုတယ်အဲ့ဒါနဲ့ကျမလည်းဒီတစ်စိတ်လေးကိုသုံးဖြည့်သွားတာအခုလည်းအဆင်ပြေတယ်သုံးရတာလေဒီအင်ဂျင်ပိုင်းလည်းပုံမှန်လဲတယ်သူတတ်မှတ်တဲ့ကာလာအထက်မှာပဲအင်ဂျင်ပိုင်းပုံမှန်လဲတယ်အဲ့ဒါဘာမှတော့ပြဿနာမရှိသေးဘူးခုထိတော့ကျမဟာအဆင်ပြေတယ်